အာနန်ဟာစကားဤလူပြိုင်ပွဲမှာပထမရခဲ့ရတယ်လူတွေကသူ့ကိုဘီဟာပြည်နယ်ရဲ့ကနန်းပေါင်းဆက်လူသားလို့ခေါ်ကြပါတယ်။စုရပြီးနောက်ဒုတိယစုရသူကနိုင်ငံခြားတင်ချာကြနယ်ကိုရပြီးသူကတော့စုတစိတ်ပဲရတာကိုသိလိုက်ရပါတယ်။ဒီချက်ကအာနန်ကိုအတော်လေးစိတ်ထိခိုက်စေခဲ့ပါတယ်။ပညာရေးကိုစီးပွားရေးလိုအသုံးချနေတဲ့ပညာရေးဝန်ကြီးပန်ကဂျထရီပါတီကအာနန်နဲ့လူတွေရှိမှပဲအကူအညီလိုရင်းသူ့တကားကအမြဲဖွင့်ထားတယ်လို့ပြောခဲ့ပါတယ်။အာနန်ကတင်ချာဘာသာရဲ့နဲ့ဘာယာကူပွဲယူခြင်းခဲ့သူပါသူဟာနိုင်ငံခြားကြနယ်တွေကတင်ချာပု္ပ္ပစာတွေကိုဖြည့်ရှင်းနိုင်ဖို့တခြားမျိုးကစာကြည့်တိုက်တစ်ခုကိုတနင်္ဂနွေနေ့တိုင်းပတ္တနာမျိုးကိုခီးသွားခဲ့ပါတယ်။ဒီနေ့မှာစာကြည့်တိုက်မှုကအာနန်နိုင်ငံခြားကြနယ်တွေကိုဖြည့်ရှင်းနေတာကိုတွေ့ပြီးစာအုပ်ကိုဆွဲယူလို့ယူခဲ့ပါတယ်။အာနန်ကသူ့ဝေးလံတဲ့အရက်ကနေလာတာဖြစ်လို့ပု္ပ္ပစာကိုဖြည့်ရှင်းခွင့်ပြုဖို့တောင်းပန်ခဲ့ပေမဲ့စာကြည့်တိုက်မှုကအာနန်ကိုစာကြည့်တိုက်ထဲကနေမောင်းထုတ်ဖို့ကြိုးစားခဲ့ပါတယ်။အာနန်ကပညာရေးဟာလူတိုင်းရဲ့အခွင့်အရေးပါလို့ပြောတဲ့အခါစာကြည့်တိုက်မှုကပိုပြီးဒေါသထွက်ပြီးသူ့ကိုအပြင်ကိုပစ်ထုတ်ခဲ့ပါတယ်။အဲ့ဒီနောက်အာနန်နဲ့စကားပြောဖြစ်တဲ့လူတစ်ယောက်ကသူ့ဆောင်ပါကိုနိုင်ငံခြားကြနယ်မှာပုံနှိပ်ထုတ်ဝေနိုင်ခဲ့ရင်ဒီကြနယ်ကသူ့အိမ်ကိုအခမဲ့ပို့ပေးမှဖြစ်ကြောင်းပြောပြခဲ့ပါတယ်။နောက်ဆုံးမှာနိုင်ငံခြားတင်ချာပညာရှင်တွေတောင်မဖြေရှင်းနိုင်တဲ့ပု္ပ္ပစာတွေကိုအာနန်ကဖြေရှင်းပြနိုင်ခဲ့ပါတယ်။ဒီနောက်မှာအာနန်နိုင်ငံခြားကိုသွားဖို့လိုအပ်လာပါတယ်။သူ့ဖေကစာတိုက်မှာအလုပ်လုပ်သူပါအာနန်နိုင်ငံခြားကြနယ်ကိုဖြေရှင်းနိုင်ခဲ့ပြီဆိုတဲ့အကြောင်းလူတွေသိလာတဲ့အခါ